မင်္ဂလာပါကျွန်တော်ဒီနေ့ငွေဆောင်မှာ scuba diving လုပ်ခဲ့တဲ့ experience လေးကို sharing လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပင်လယ်ထဲမစိမ့်ခင်တရက်အလိုမှာကျွန်တော်တို့ full training လေးကိုယူရတယ်ပေါ့နော်ဒါတော့နောက်ဒီနေ့ကျွန်တော်တို့ရေငုပ်ဖို့သွားနေရပဲဖြစ်ပါတယ်ခင်ဗျာဖြစ်ချင်တော့ကျွန်တော်သွားတဲ့နေ့မှာမိုးလေးနည်းနည်းအုံညာကန်ကောင်းထောက်မဆောင်နဲ့ကျွန်တော်တို့ရေငုပ်မဲ့နေရာလေးရောက်ရောနေလေးပြန်ထွက်လာရေပေါ့နော်ကျွန်တော် scuba diving လုပ်ဖို့ဝတ်စုံလေးကိုတော့မရိုက်လိုက်ရဘူးပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ရေအောက်ကဘာခီးစဉ်လေးကိုအတူတူလိုက်ကြည့်လိုက်ရအောင်